ဒါဟာဒိုရီမွန်ဇလန်တွဲတွေထဲမှာပရိသတ်အများဆုံးကိုမျက်ရည်ကျစေခဲ့တဲ့အပိုင်းဖြစ်ပါလိမ့်မယ်အလွန်အေးမြတဲ့စောင်းရသည့်တရက်မှာနိုဘီတာတို့အိမ်ပြန်ရောက်တော့အိမ်ထဲကအပူပေးစနစ်ချိုးရင်းနေတာကြောင့်တအိမ်လုံးရေခဲတတာတွေရောက်နေတယ်လို့အေးဆက်နေတာကိုတွေ့လိုက်ရတယ်အေးတံကိုမခံနိုင်တော့တဲ့ဒိုရီမွန်ကတက်လေးပါလက်ပတ်ကိုထုတ်လိုက်တယ်အဲ့ဒီလက်ပတ်ကိုပို့လိုက်ရင်မီးရေမြေလေးဆိုတဲ့နတ်ဝိညာဉ်တွေကိုခေါ်လို့ရတာလေဒိုရီမွန်ကလက်ပတ်ကိုပို့လိုက်တဲ့အခါမီးနတ်ဝိညာဉ်ပေါ်လာပြီးအခန်းတစ်ခုလုံးကိုရွေးထွေးသွားစေတယ်ဒါပေမဲ့ဒီမီးနတ်ဝိညာဉ်ကအရန်ဆိုးတဲ့အခန်းထဲကလိုက်ကာတွေကိုလိုက်မီးရှို့ဖို့လုပ်နေတာပေါ့သူတို့တွေလိုက်တန်းပြေးတန်းကစားနေတော့မှပဲအောက်ထက်ကအမေကကက်စမီဘိုကိုပိတ်လိုက်တာကြောင့်အနားမှာမီးရင်းမြင့်မရှိတော့တဲ့မီးနတ်ဝိညာဉ်ဟာရုတ်တရက်ပျောက်ကွယ်သွားတော့တယ်အပြင်မှာနှင်းတွေကျလာတော့အေးကြောက်တဲ့ဒိုရီမွန်ကအိမ်ထဲမှာပဲကြံခဲ့ပြီးနိုဘီတာကတော့လက်ပတ်ကိုယူကာကွင်းပြင်ကိုထွက်လာခဲ့တယ်သူအေးမိလို့လက်နှစ်ဖက်ကိုပို့လိုက်မိတဲ့အချိန်မှာနှင်းနဲ့သမီးလေးရုတ်တရက်ပေါ်လာပါတော့တယ်နှင်းနဲ့သမီးကနိုဘီတာအတွက်ကွင်းပြင်တစ်ခုလုံးကိုနှင်းတွေနဲ့ဖုံးလွှမ်းပေးလိုက်ပြီးစော့ကစားဖို့နှင်းလျှောစီစဉ်တွေရေခဲတက်လေကားတွေကိုဖန်တီးပေးခဲ့တယ်သူတို့နှစ်ယောက်နှင်းတွေထဲမှာပျော်ပျော်ပါပါရေမောစော့ကစားနေကြတာပေါ့အဲ့ဒီအချိန်မှာဂျေယန်နဲ့ဆူနီယိုရောက်လာပြီးနိုဘီတာကိုနှင်းလုံးတွေနဲ့လှမ်းပေါက်ကြတယ်အဲ့ဒါကိုမြင်သွားတဲ့နှင်းနဲ့သမီးကဒေါသတကြီးနဲ့သူ့ရဲ့မော်ဆွမ်းကိုတုံးပြီးဂျေယန်တို့နှစ်ယောက်ကိုအေယာမနှင်းလုံးကြီးတွေနဲ့တိုက်ခိုက်ကမောင်းထုတ်ပစ်လိုက်တယ်ငါရှိနေတဲ့၍ဘသူမှနိုဘီတာကိုအနိုင်ကျင့်လို့မရစေရဘူးလို့သူကဆိုခဲ့တယ်ဒိုရီမွန်ရောက်လာပြီးအိမ်ကအပူပေးစနစ်ပြင်ပြီးမို့ပြန်ရအောင်လာခေါ်တယ်နှင်းနဲ့သမီးကိုပါအိမ်ခေါ်ခြင်းနဲ့နိုဘီတာကိုဒိုရီမွန်ကတားမြစ်လိုက်တယ်နှင်းနဲ့သမီးဟာအပူနဲ့တွေ့ရင်ပျောက်ကွယ်သွားမှာဖြစ်တယ်လို့သူ့ကိုခေါ်ထားရင်အန္တရာယ်ရှိနိုင်ကြောင်းဒိုရီမွန်ကရှင်းပြတာကိုနှင်းနဲ့သမီးကကြားသွားပြီးဒိုရီမွန်ကိုလေထဲလွတ်ထွက်သွားအောင်မော်နဲ့မှုတ်ထုတ်ပစ်လိုက်တယ်ပြီးတော့နိုဘီတာလက်ကိုဆွဲပြီးကောင်းကင်ယံမှာပြန်တန်းရင်းနှိမ့်ချနေတဲ့အလှတရားတွေကိုလိုက်ပြခဲ့တယ်နှင်းနဲ့သမီးကနိုဘီတာနဲ့ထာဝရအတူရှိနေခြင်းကြောင့်နှွေးဦးရသည်ရောက်လာမှကိုလည်းမလိုလားဘူးဒါပေမဲ့ကောင်းကင်ယံကအေးတံကြောင့်နိုဘီတာခန္ဓာကိုယ်ကတုံနီလာပြီးတတိလက်မတက်ဖြစ်လာတယ်နိုဘီတာခံစားနေရတာကိုမြင်တော့မှနှင်းနဲ့သမီးကတခုခုကိုနားလဲသွားပြီးနိုဘီတာကိုအိမ်ပြန်ပို့ပေးခဲ့တယ်အိမ်ပြန်ရောက်တော့နိုဘီတာဟာအပြင်းထန်ဖျားနာသွားပြီးတကိုယ်လုံးမီးလို့ပူနေတော့တယ်နှင်းတွေအလွန်အကျွံကျနေတာကြောင့်ဆရာဝန်လည်းချက်ချင်းလာလို့မရဘူးပေါ့ဒီမြင်ကွင်းကိုတင်းပေါက်အပြင်ကနေကြည့်နေတဲ့နှင်းနဲ့သမီးဟာစိတ်မကောင်းဖြစ်သွားပြီးအခန်းထဲကိုတိတ်တဆိတ်ဝင်လာခဲ့တယ်သူကနိုဘီတာရဲ့ပူချစ်နေတဲ့နဖူးပေါ်ကိုသူ့ရဲ့အေးဆက်တဲ့လက်ကလေးတင်ပေးပြီးအပူကျအောင်လုပ်ပေးခဲ့တယ်ဒါပေမဲ့အပူချိန်နဲ့ထိတွေ့မိတဲ့အတွက်နှင်းနဲ့သမီးဟာတဖြည်းဖြည်းနဲ့အည်ပျော်ပြီးပျောက်ကွယ်သွားရတော့မှာပါနိုဘီတာနိုးလာတဲ့အချိန်မှာတော့နေရောင်ကြီးတွေတာနေပြီးသူ့ရဲ့အဖျားလဲကျသွားခဲ့ပါပြီဒါပေမဲ့သူ့ကိုကယ်တင်ခဲ့တဲ့နှင်းနဲ့သမီးလေးကတော့မရှိတော့ပါဘူး